အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်share လုပ်မဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့မော်တာလေးလုပ်တာအဝင်ဆက်လေးလုံးကိုကျွန်တော်တို့ control လုပ်တဲ့အပိုင်းလေးပါ control လုပ်တဲ့အပိုင်းလေးမှာကျွန်တော်တို့ကဘာတွေ safety ယူရမလဲဆိုရင်ကျွန်တော်တို့က overload တွေတက်ရမယ်ကျွန်တော်တို့အဓိကကဒီ session မှာပြောချင်တာက PSR ပေါ့နော် physical လေးလေးကိုတက်ဆင်တင်းတဲ့အကြောင်းလေးပြောပြပါမယ်ဟုတ်ပြီကျွန်တော်တို့ဆက်လေးတွေစရကြည့်အောင် main breaker ကြီးပို့ main breaker ကြီးကိုတင်လိုက်မယ်တင်လိုက်ဖို့ဆိုကျွန်တော်တို့က simulation ရင်လုပ်ပါမယ် main breaker ကြီးတင်လိုက်ပါပြီဒါဆိုကျွန်တော်တို့ကဒီ set တစ်လုံးချင်းစီပေါ့နော်ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့က U2Z ဆိုလဲ U2Z ဆိုရင် U2Z breaker တစ်လုံးတင်လိုက်ပြီဒါ U2Z နံပါတ်1ဒါဆိုရင်U2Z နံပါတ်3ဒါဆိုရင် U2Z နံပါတ်4ကို breaker တင်လိုက်ပြီဒါပေမဲ့ကျွန်တော်တို့ကset လေးလုံးလုံးကမ run သေးပါဘူးrun သေးဘူး okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဘက်က control breaker လေးကိုတင်လိုက်ပါမယ်control breaker လေးတင်လိုက်တဲ့ကျွန်တော်တို့ emergency ကိုဖွင့်ထားရင်ကျွန်တော်တို့ကမဖြတ်ဘူးပိတ်ထားမှဖြတ်မှာပေါ့နော် emergency အခုလို့တဲ့ဆိုရင်ကျွန်တော်တို့ကဖွင့်ထားတယ်ဖွင့်ထားတဲ့အခါမှာကျွန်တော်တို့ကဒီမှာကျွန်တော်တို့ face sequence လေးကိုကျွန်တော်တို့က3 line လုံးစုံနေဆိုရင်ဒီ face sequence လေးကဝင်ပါမယ်okay အဲ့ဒါဆိုရင်ကျွန်တော်တို့က3 line လုံးစုံတဲ့အခါမှာ face sequence လေးဝင်မယ်ဝင်မယ်ဆိုကျွန်တော်တို့ကဒါကိုစမောင်းကြည့်ပါမယ်စမောင်းကြည့်တဲ့အခါမှာကျွန်တော်တို့ကဗာလဲဆိုရင်ကျွန်တော်တို့ကဒီမှာoverload ခံထားပါတယ် overload ရဲ့ဒီမှာoverload လေးကျွန်တော်တို့ခံထားပါတယ် okay ဒါလေးစမောင်းကြည့်ပါမယ်စမောင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီပထမဆုံး set တစ်လုံး run ပါပြီဒီမှာ run လေးလည်းပြထားပါတယ်ဒီမှာ run နေပါပြီဒီမှာဒီ set ပထမ set run နေပါပြီ okay အဲ့ set ကိုပိတ်ချင်တယ်ဆိုရင်ကျွန်တော်တို့က stop နှိပ်ရင်ပိတ်ပါမယ် start နှိပ်ရင်ပြန်စပါမယ်okay အဲ့တိုင်းပဲနောက် set တွေကလည်းကျွန်တော်တို့ကstart နဲ့ရင်ကျွန်တော်တို့က run ပါမယ်ဒါဆိုရင်နံပါတ်1 run ပါပြီနံပါတ်3 run ပါပြီနံပါတ်4 run ပါပြီဟုတ်ပြီအဲ့ဒီအခြေအနေမှာကျွန်တော်တို့ကset တစ်လုံးက overload ဖြစ်တယ်ထားပါစို့ကျွန်တော်တို့က set နံပါတ်4က overload ဖြစ်တယ်ဆိုဒီမှာ overload ဖြစ်ပါမယ် overload ဖြစ်တယ်ဆိုရင် set နံပါတ်4ဒီကျွန်တော်တို့ရက်သွားပါမယ်ဒီမှာလဲ revolution မရှိတော့ပါဘူးမြားအနေလေးလည်းပျောက်သွားပါလိမ့်မယ်okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ overload လေးကိုကျွန်တော်တို့ကဒီ motor လေးကဖြစ်တာလားဘယ်အကြောင်းဖြစ်တာလဲပြန်စစ်ပြီးလို့ရှိရင် overload လေးပြန်ဖြီလိုက်လို့ရှိရင်ကျွန်တော်တို့ကဖြီပေးမယ်လဲဆက်ကပြန် run မအောင်ဘူးဘယ်အချိန်မှပြန် run မလဲဆိုရင် start clock ကိုပြန်နှိပ်လိုက်ခါမှကျွန်တော်တို့ run ပါမယ်ဒါဆို run ပါပြီ okay အဲ့ဆိုရင်ကျွန်တော်တို့ကနောက်တစ်ချိန်ပြန်ကြည့်အောင်ကျွန်တော်တို့က set number 1မှာ overload ဖြစ်မယ်ဒါဆို set number 1မှာ overload ဖြစ်ပြီဆိုရင်ဒီမှာ overload ဝင်သွားပြီ overload ဝင်သွားတဲ့အတွက်ကျွန်တော်တို့ကဒီမှာဘာဖြစ်သွားလဲဆိုရင်ဒီမှာ set ကရက်သွားပဲရက်သွားတဲ့ဖြစ်ကျွန်တော်တို့ကဒီမှာဘာဖြစ်သွားမလဲဆိုရင်ဒီ overload ဖြစ်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ buzzer လေးထည့်ထားတဲ့အတွက်ဒီ number 1ဒီ overload ဖြစ်ကြောင်းဒီ buzzer လေးကနေပြီးတော့အတန်မြည်ပေးပါမယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ overload ပြန်ဖြည့်ကြမယ်နောက်တစ်ချိန်ကျွန်တော်တို့ကဒီကောင်ပြန်စခြင်းဒီကနေပြီးတော့ start clock ကိုပြန်နှိပ်ရပါမယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ကset number 2မှာ overload ဖြစ်မယ် overload ဖြစ်ပဲဒါဆိုရင်ဒီမှာ overload က normally open နဲ့ normally close လေးပါnormally open နဲ့ normally close ပေါ့ okay အဲ့ဒီကောင်က overload ဒီမှာ set number 2က run နေတယ် okay run နေတဲ့ချိန်မှာတခုခုကြောင့်ယူရီဒါမှမဟုတ်ဂျန်ပေါ့နော်အဲ့ကောင်လေးညက်နေပြီဆိုရင်ကျွန်တော်တို့ကအဲ့ set ကိုရက်အောင်ကျွန်တော်တို့ကဘာလဲဆိုရင် overload ဖြစ်လာမယ်ပေါ့နော် overload ဖြစ်လာဆိုရင်ကျွန်တော်တို့ကဘာဖြစ်လာမလဲဆိုရင်ဒီ motor ရက်သွားပြီသူ့ရဲ့ buzzer လေးကတော့ကျွန်တော်တို့အတန်ညီလာပါမယ်နော်ညီလာပါမယ်ဒီ buzzer လေးညီလာပါမယ်အဲ့ကောင်လေးကိုကျွန်တော်တို့က overload လေးကိုကျွန်တော်တို့ကဖြီးပြီးရင်ကျွန်တော်တို့ကပြန်ပြီးတော့overload လေးဖြီးလိုက်လို့ရှိရင်ကျွန်တော်တို့ကပြန်မောင်းလို့ရပါပြီဒါပေမဲ့တက်ပြီးတော့မောင်းသလားဆိုမမောင်းသေးပါဘူး start clock လို့ပြန်နှိမ့်ပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာကျွန်တော်တို့ကမီလိုက်3 line ရှိတယ်မီလိုက်3 line တစ်ခုခုဖြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့ကဒီ PSR လေးကဖြတ်ပါမယ် PSR လေးကဖြတ်တဲ့အခါမှာကျွန်တော်တို့ကပတ် motor လေးလုံးဒါမှမဟုတ် set လေးလုံးကိုအကုန်လုံးကိုရက်သွားပါမယ်ကျွန်တော်ကြည့်အောင်ပါဒီ PSR လေးကိုကျွန်တော်နှိပ်ကြည့်လိုက်ပါမယ်PSR ဖြစ်သွားပြီ PSR ကဒီ face out တာဖြစ်ဖြစ် overload ဖြစ်တာဖြစ်ဖြစ် anabolic overboard ဖြစ်တာဖြစ်ဖြစ် anabolic ဖြစ်တာဖြစ်ဖြစ်နောက်တစ်ခုကကျွန်တော်တို့ကဘာရှိမလဲဆိုတော့ face to face နဲ့တစ်ဖေးကွာခြားမှုများတာပဲဖြစ်ဖြစ်အဲ့ဒါမျိုးဆိုရင်ဒီ face sequence လေးကဖြတ်ပါပြီဒါဆိုရင်ကျွန်တော်တို့က face sequence လေးကဖြတ်သွားပြီဒါဆိုရင်ကျွန်တော်တို့က3 line က overboard ဖြစ်တာဖြစ်ဖြစ် anabolic ဖြစ်တာဖြစ်ဖြစ် line ဟာတာပဲဖြစ်ဖြစ်
လိုက်တလိုက်ပြုတ်ကြနေရတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဖြစ်တဲ့ဆိုရင်ကျွန်တော်တို့ဒီကောင်ဖြတ်ချပေးမယ်ဟုတ်ပြီအဲ့ဒါလေးအကုန်လုံးကမဖြစ်တော့ဘူးဆိုရင်သူကသူဒါပြန်ပြီးတော့ချိတ်သွားပါလိမ့်မယ်ချိတ်သွားတဲ့အခါမှာကျွန်တော်တို့ကဆက်တွေအားလုံးဒီပြန်မောင်းသလားဆိုမမောင်းသေးပါဘူးဘယ်ချိန်မှပြန်မောင်းမလဲကျွန်တော်တို့စပြီးတော့start clock ကိုလာပြီးနှိမ့်မှသာမောင်းပါမယ်ဒီမှာကျွန်တော်တို့ကဒီ start clock ကိုမောင်းတာ okay အဲ့မှာတခုခုကြောင့် emergency case ဖြစ်တယ်ဆိုလဲကျွန်တော်တို့ကဒီမှာ emergency လေးကိုလာနှိပ်လိုက်လို့ရှင်လဲဆက်လေးလုံးတစ်ပြိုင်နက်ရက်သွားပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်